မလေးမင်္ဂလာပါမင်္ဂလာပါโอเคဆိုတော့ညီမလေးအခုချိန်မှာပေါ့နော်ဒီမှာညီမလေးတွေ့နေရတဲ့ပြည်သက်တွေပေါ့ညီမတို့လာကြွပြည့်တဲ့ညီမလေးခံစားချက်လေးပြပြပေးပါဟုတ်ကဲ့အခုကလည်းဟာခါမှလည်းမိုးရွာဆိုတော့လူတွေတိတ်လာနိုင်မယ်မထင်ဘူးပေါ့နော်ဒါပေမဲ့မိုးတော်မှာသူတို့ရဲ့ကျူဆုံမှုမတန်းနိုင်ဘူးကြိတ်ကြိတ်တိုးနေတယ်အဲ့တော့ဒီနေ့အရင်ပြောရတယ်လို့အရင်လည်းရင်ခုန်နေဒီထက်မကသူတွေကောင်းဆုံးကြိုးစားသွားပါမယ်အခုလာတဲ့လူအားလုံးလည်းအရင်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ပါပြီဆိုတော့နောက်ထပ်ပေါ့နော်ပြည်သက်ကြောင့်လည်းဖြစ်လာတယ်အခုဒီနေ့အစီအစဉ်မှာဆိုရင်ညီမလေးပြည်သက်တွေကိုဘယ်လိုမျိုးပြန်ပြီးတော့ပေါ့နော်လုပ်ပေးဖို့အစီအစဉ်တွေရှိသေးတယ်ဟုတ်ကဲ့သမီးကပြည်သက်တွေပေါ့နော်ဒီနေ့ကျလို့ရှိရင်တချင်းလေးဆိုပြမယ်ကျေးဇူးတင်စကားလေးပြောမယ်ပြီးတော့သူတို့နဲ့ရင်းနှီးနေပါမယ်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့ညီမလေးရဲ့ပြည်သက်ကြီးကိုတစ်ချက်တော့အကုန်လုံးမနဲ့ပြည့်ပြီးပေါ့နော်တစ်ချက် white ကြည့်ပြီးတော့အဲ့ချိန်မှာညီမလေးဘယ်လိုမျိုးခံစားလဲဆိုတော့တစ်ချက်ပြန်လှည့်ပြောပေးဟုတ်ကဲ့ပါဒီမှာလို့ကြည့်လိုက်ပြောပါရဲအခန်းထဲမှာလည်းကြိတ်ကြိတ်တိုးနေတယ်လူတော်မဆန့်ဘူးပေါ့နော်ထိုင်တဲ့နေရာတော့မရှိဘူးဒါပေမဲ့သူတို့ကသမီးတို့အားပေးရဲမိုးအရင်ရွာပဲမဲ့လည်းသူတို့ကလာတယ်အားပေးရဲအဲ့အတွက်သမီးရင်ထဲကနေပြီးတော့အတိုင်းမသိဝမ်းတာပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် Facebook ကပြည်သက်ကိုလည်းပြောပေးအောင်ဟုတ်ကဲ့သမီးတို့ Facebook Live ကနေပြီးတော့ကြည့်ပေးတဲ့ပရိသတ်ရောက်ချစ်စီတိုင်းအားလုံးလည်းအရင်ကျေးဇူးတင်ပါတယ်သမီးဆက်လက်ပြီးတော့ဘာလို့သွားမလဲဆိုတာလေးချက်လက်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဒါညနော်